ဒီကောင်လေးဟာမွေးဖွားလာကလေးကတာမန်နဲ့မတူပဲထူးခြားနေခဲ့ပါတယ်။သူ့မှာတမင်ဦးချိုတွေနဲ့နရွက်ကြီးကြီးတွေပါလာခဲ့တာပါ။သူ့နာမည်က Guys လို့ခေါ်ပြီးတောအုပ်ထဲမှာဖခင်ဖြစ်သူနဲ့အတူနေထိုင်ပါတယ်။ငယ်စဉ်ကတည်းကဖခင်ဖြစ်သူဟာသူ့ကိုတောထဲမှာဘလို့ရှင်တန်ရမလဲဆိုတာသင်ကြားပေးခဲ့ပါတယ်။တနေ့မှာတော့ Guys ဟာစာဖတ်နေတော့သူ့နောက်မှာအတန်တစ်ခုကြားလိုက်ရပါတယ်။ကံကောင်းတာကဒါဟာတမင်မလေးတစ်ကောင်ဖြစ်ပြီးသူ့ရဲ့ပုံစံကအဲ့ဒီတမင်မလေးနဲ့ဆင်တူနေတာကိုသူသတိထားမိလိုက်ပါတယ်။ဒါကိုသူစဉ်းစားနေတော့မှပဲရုတ်တရက်မုန်တိုင်းကျလာတာကြောင့်ဖခင်ရှိရာကိုအပြေးလွှားပြန်လာခဲ့ရပါတယ်။ဒါဟာသူပထမဆုံးအကြိမ်မိုးရွာတာကိုမြင်ဘူးချင်းပါပဲ။သူကြီးပြင်းလာတဲ့အခါမှာတော့ပြင်ပကဘာကိုမြင်ကျင်စိတ်တွေပြပြလာပေမဲ့ဖခင်ဖြစ်သူကတော့အပြင်ထွက်ခွင့်လုံးဝမပေးခဲ့ပါဘူး။တနေ့မှာ Guys ဟာတမင်ကြီးရာတွေကိုတွေ့လို့လိုက်သွားရင်းတောအုပ်ရဲ့အစုံဖျားကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာတော့အပင်မရှိဘာမှမရှိတဲ့မြေရိုင်းပြင်ကြီးကိုတွေ့လိုက်ရတာပါ။ဖခင်ဖြစ်သူကသူ့ကိုအမှန်တရားကိုဖုံးကွယ်ထားလို့မရတော့တာကြောင့်အားလုံးကိုဖွင့်ပြောပြလိုက်ပါတော့တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကဘာပေါ်မှာဗိုင်းရပ်စ်တစ်ခုပြန့်နှံ့ခဲ့ပြီးကူးစက်ခံရသူတွေဟာလက်ချောင်းတွေတုန်ခါကတေဆုံးခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲတိရစ္ဆာန်ပုံစံပါတဲ့တားရဲလူသား half beast ကလေးတွေမွေးဖွားလာခဲ့တာပါ။ဖခင်ဖြစ်သူဟာ Guys ကိုကာကွယ်ဖို့အတွက်တောနက်ထဲမှာဝတ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တနေ့မှာကျူးကျော်သူတယောက်တောထဲကိုရောက်လာခဲ့လို့ဖခင်ဖြစ်သူကတနက်နဲ့မောင်းထုတ်ခဲ့ပေမဲ့သူကိုယ်တိုင်လည်းဒဏ်ရာရရှိခဲ့ပါတယ်။နောက်တနေ့မှာတော့ဖခင်ဖြစ်သူဟာဒဏ်ရာတွေကြောင့်ပဲကွယ်လွန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့ Guys ဟာတယောက်တည်းနေထိုင်ခဲ့ရပါတယ်။သူဟာပိုက်ပြင်တာကအစလှဲဆွဲတာအထိအကုန်လုံးကိုကိုယ်တိုင်သင်ယူခဲ့ရပါတယ်။တနေ့မှာတော့ Guys ဟာမြေပုံတစ်ခုနဲ့အတူသူ့ဖခင်မြုပ်ထားခဲ့တဲ့တစ်တာတစ်လုံးကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒီထဲမှာသူ့မိခင်ရဲ့တပ်ပုံနဲ့တားရဲလူသားများနားခိုရာစခန်းဆိုတဲ့လက်ကမ်းစာဆောင်လေးကိုတွေ့လိုက်ရပါတယ်။ Guys ဟာသူ့မိခင်ကိုရှာဖို့ဆုံးဖြတ်ပြီးတောအုပ်ဆောင်ကိုထွက်လာခဲ့ပါတယ်။လမ်းမှာတော့ချောကလက်ဘားတစ်ခုကိုတွေ့လို့အားရပါးရစားလိုက်မိပြီးရှေ့မှာနောက်ထပ်တစ်ခုကိုထပ်တွေ့တာကြောင့်လိုက်သွားခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ချောကလက်ဘားတွေပျောက်ကွယ်သွားတဲ့အချိန်မှာတော့သူဟာအန္တရာယ်တစ်ခုနဲ့ရင်ဆိုင်လိုက်ရပြီဆိုတာကိုသိလိုက်ပါတော့တယ်